အားလုံးပဲမင်္ဂလာပါဗျ Socrates YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဗျကဲညီကိုတို့မနေ့ကကျွန်တော်မောင်းလေးသိန်းမောင်းကတ်ပေါ့နော်လေးသိန်းမောင်းကတ်လေးပေါက်ပါတယ် Telegram Channel မှာကျွန်တော်နေ့စဉ်ကျွန်တော်နေ့တိုင်း body တပွဲကျွန်တော်ပြီးမောင်းကတ်ပေါ့နော်လေးသိန်းမောင်းကတ်လေးကျွန်တော်နေ့တိုင်းတင်ပေးပါတယ်နော်အဲကြောင့်ဒီ Telegram Channel လေးကို comment link မှာကျွန်တော်ချပေးထားမယ်အဲ channel လေးကို join ထားပြီးကြပါနော်ကဲကျွန်တော်ဒီနေ့ည FIFA Club ကဘာဗလာပွဲစဉ်ကတော့၄ပွဲရှိပါเนาะကျွန်တော်ဒီ software ကတော့ကျွန်တော် Bayern Munich ပွဲဖြစ်လိမ့်မယ်เนาะ Bayern Munich ပွဲကတော့ကျွန်တော်လက်ရှိ body ဈေးကတော့နည်းနည်းတော့ပြင်းတယ်လေးလုံး plus 90ကိုကျွန်တော်ဒီကိုပေါင်းဈေးကတော့ငါလုံးတည်ဆိုပြီးတော့ဖွင့်လင်ထားပြီပေါ့เนาะ body ဈေးကနေပြင်းတယ်ကျွန်တော်ဒီနေ့ညီကိုတို့တဲ့စိတ်ကြိုက်တစ်ပွဲကောင်းတော့ကျွန်တော်ဒီမြန်မာစံတော်ချိန်ပေါ့เนาะကျွန်တော်တနားရီခွဲထိုင်းချိန်ဆို2နာရီမှာကစားမယ်ကျွန်တော်တို့လာတော့မှချန်ပီယံလိဖလားပိုင်ရှင်ဖြစ်ထားတယ်ကျွန်တော်တို့ဒီ PSG အသင်းနဲ့ Edigo တို့ရဲ့ပွဲကြို34ကိုကျွန်တော်တို့တင်ဆက်ပေးပါမယ်ဗျကျွန်တော်တို့လူစင်းရင်သွားကြည့်မှာလူစင်းမှာဆိုတော့ပြင်သစ်ရဲ့လူစင်းမှာကျွန်တော်တို့ဒီနေ့ဘာလုံးဒီကိုစုအတွက်ကျွန်တော်တို့ဒီရေပန်းစားနေတဲ့တမ်ပလီကတော့ပြီးခဲ့တဲ့6ရက်နေ့ပါเนาะစပိန်နဲ့ကစားတဲ့ပွဲစဉ်မှာကျွန်တော်တို့ဒီဒဏ်ပြဿနာနည်းနည်းတော့ရှိခဲ့တယ်ဒါကြောင့်ဒီနေ့လူစင်းမှာပါဝင်နိုင်မယ်ဆိုတော့ကြိုးတော့ပြောလို့မရဘူးဗျPSGမှာတော့ကျွန်တော်ဒီခြေစမ်းပြနေတဲ့ဒီဘဲတောင်မန်းပေါ့เนาะကျွန်တော်တို့ဟူနောက်တန်းမှာဆိုနူနိုမန်ဒက်ဟာကီမီမာကွန်ဟိုတို့စုံနေပါလာလိမ့်မယ်ဗျအီဒီကိုဘက်ကတော့ကျွန်တော်တို့လူစင်းစုံနေနဲ့လွင်အားပြည့်နဲ့လုံးဝကိုရှင်းပြရင်လာမှာပေါ့နော်တန်ရပြဿနာကစားသမားလုံးဝကိုမရှိထားပါဘူးเนาะဒါကြောင့်ဒီကိုဘက်ကနည်းနည်းလေးတော့လေးတာတယ်ကျွန်တော်လက်ရှိစတီကြီးပေါ့နော်စတီကြီးနဲ့ PSG ဘက်ကကျွန်တော်80ပေးထားတယ်ကိုပေါင်းစည်းကတော့ကျွန်တော်3လုံး plus 50ဖွင့်နေတာပဲပေါ့နော်ကျွန်တော်အခုလက်ရှိကြေးပြောင်းနေနေရတော့ PSG ဘက်ကကျွန်တော်1လုံး plus 95နိုင်ဖွင့်ထားပြီးကိုပေါင်းစည်းကတော့3လုံး plus 35ဆိုတော့ body ဈေးရောကိုပေါင်းစည်းရောနှစ်ခုလုံးတက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ယူရို PSG body ဈေးတန်းကတော့ကျွန်တော်ဒီပြောရမယ်ဆိုရင်နေချင်းဘိုးတော့ကောင်းတယ်ဘာလို့1လုံးတင်95အပြည့်စားဆိုတော့ PSG body ကြိုက်တဲ့ညီကိုတွေကတော့ဒီပြောမှဆိုတော့ဘူဂီရဲ့ကိုပါပေါ့နော် trap ပေါ့နော်ထောင်ချောက်ထဲဝင်တော့ဝင်နိုင်တယ်ဘာလို့ဆိုတော့တလုံး black 95ပြီးကြိုက်တဲ့လူကတော့ကျွန်တော်နေဖို့အတွက်ပို့ပြီးတော့ chance များရပေါ့ဘာလို့ဆိုတော့ကျွန်တော်တလုံးသွင်းအပြည့်စားဆိုတဲ့အနေထားမျိုးပေါ့နော်ပြီးကျွန်တော်ကိုပေါင်းစီပေါ့နော်ကိုပေါင်းစီကတော့ကျွန်တော်ဒီတလုံး black 50ကနေကျွန်တော်တလုံး black 35ဆိုတော့15ပြားတက်လာတယ်လို့ပြောလို့ရပါဆိုတော့ကျွန်တော်ကိုပေါင်းစီရဆိုရင်တော့ဒီကိုဘက်ကကျွန်တော်တို့ဒီဂိုးပြန်ရနိုင်မယ်လို့တွက်လို့ရတယ်ဒီကိုအနေနဲ့ကကျွန်တော်တို့လူစင်းရပို့ပြီးတော့ strong ဖြစ်တယ်ဒီနေ့ကိုပေါင်းစီရတယ်ဒီကိုဂိုးရမယ်လို့တွက်လို့ရတယ်တေလောက်ဖယ်သွားဖို့တော့များရပါတော့ဘာလို့ဆိုတော့အများဆုံးဒီကိုအနေနဲ့ကတော့ကျွန်တော်ဒီတေလောက်တော့ကန်သွားလိမ့်မယ်ဟိုကျွန်တော်တို့ဒီရမတ်ပေါ့နော်ရမတ်တမတ်အတွက်လုံးဝပေချာချာလေးကန်သွားမယ်လို့ထင်နေပါဆိုတော့လူအင်အားဘက်ကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီကိုဘက်ကိုပို့ပြီးသဘောကျရဗျဒါကြောင့်ကျွန်တော်ဒီနေ့ညီကိုတဲ့စိတ်ကြိုက်တစ်ပွဲကောင်းမနော်စိတ်ကြိုက်တစ်ပွဲကောင်းတော့ကျွန်တော် Edigo body ပို့ကြိုက်မိတယ်ကြိုက်တဲ့ညီကိုတွေကျွန်တော်နဲ့ထပ်တူအပေါင်းပြနိုင်ပါစေနော်ဗီဒီယိုလေးမပြီးခင်ညီတို့ပြောချင်တာကျွန်တော်စီမှာဆိုရင်ကျွန်တော် time pad ပေါ့နော် time pad နဲ့ကစားလို့ရတယ်ညမှာကြက်မွေနဲ့ကစားလို့ရတယ်ပေါ့နော်ငွေကြီးကျွန်တော်ကိုယ်တိုင်အမခံပေးတယ်ကျွန်တော်ဒီဘောလုံးမှာအခြားဒီ slot လို့ပါလို့စော့ချင်တဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်စီမှာလာရောက်ကစားလို့ရတယ်ကျွန်တော်ကိုယ်တိုင်အမခံပေးတဲ့အတွက်လုံးဝကိုစိတ်ချိုက်ငွေကြီးရတော့100%စိတ်ချိုက်ပြီးကစားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ Socrates YouTube Channel လေးကို like and subscribe လေးတွေလုပ်ပေးပါအောင်နော်ကျွန်တော်ပြောသလိုဟိုမောင်းတို့ကျွန်တော်ဒီလေးသိန်းမောင်း gap body တို့ပါလို့ကြည့်ရင်ကျွန်တော် Telegram Channel လေးကို comment ပေါက်လေးမှာကျွန်တော်အများနဲ့ချပေးထားပါတယ်เนาะအဲ့ channel လေးကို join တာပါကျွန်တော်နေ့တိုင်းမောင်းပေါက်ပါတယ်ဗျကျွန်တော်ဒီနေ့နဲ့ဆိုရင်ကျွန်တော်4ရက်မောင်းပေါက်ပါပါပြီเนาะဒါကြောင့်ဒီ channel လေးကို join နိုင်မမားပါဘူးလို့ပြောကြရင်းနဲ့ကျွန်တော်ဒီနေရာပဲညီကိုတို့နှုတ်ဆက်လိုက်ပါတယ်เนาะမနေ့ကညကျွန်တော်ပွဲစဉ်တွေရှိသေးတယ်ပြီးထပ်တွေ့ကြတာပါเนาะအားလုံးပဲဒီနေရာပဲနှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်เนาะ